ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကလူငယ်တွေတော်တော်များများတည်ကျင်ကြတဲ့မိကုံမျိုးတချို့မိဘတွေသူတို့တာသမီတွေအတွက်တည်ကျင်တဲ့မိကုံမျိုးဖြစ်တယ်။ဒါကြောင့်ဒီဗီဒီယိုကိုလုပ်ပေးဖြစ်တာဖြစ်ပါတယ်။အခုခေတ်မှာအရက်ရှိတာကလူငယ်တွေအတွက် beauty standard တစ်ခုလိုဖြစ်လာတယ်။အဲဒါကြောင့်မလို့လူငယ်တွေဟာအရက်ရှိအောင်ညီမျိုးစုံကြိုးစားကြတယ်။ဥပမာဆိုရင်အရက်ရှိအောင်လို့အားသေးတွေတောက်တဲ့အားကစားတွေလုပ်ကြတယ်ပေါ့နော်။ဒါပေမဲ့တချို့တွေလက်တွေ့မှာအရက်ရှိမလာကြတာကိုကြုံကြရတယ်။ဒီနေ့ဗီဒီယိုမှာလူငယ်တွေအထူးသဖြင့်အသက်20အောက်လူငယ်တွေအတွက်ဘယ်အားကစားတွေကအရက်ရှိနှုန်းကိုအထောက်အကူပေးနိုင်မလဲဘယ်အားကစားတွေကကြတော့အရက်ရှိနှုန်းကိုထိခိုက်စေလဲဆိုတာကိုကျန်းမာရေးရှုထောင့်နဲ့အားကစားရှုထောင့်ကနေအခြေခံပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရက်ရှိတာနဲ့ဆိုရင်အကြမ်းမြင်တည်ထားဖို့လိုတာတွေရှိတယ်လူငယ်တယောက်အရက်ရှိဖို့ဆိုရင်သူ့ရဲ့ group plate ကမပိတ်သေးဖို့လိုတယ်အဲ group plate ကခြေထောက်နဲ့လက်တွေရဲ့အယိုးထဲမှာရှိတယ်အဲ group plate ရှိနေသေးတယ်ဆိုရင်အရက်ရှိဖို့အတွက်မျှော်လင့်ချက်ရှိသေးတယ်ဘယ်ရွယ်မှာgroup break ကပိတ်လဲဆိုတော့ပြင်းပြအဖြစ်20-22လောက်ဆိုရင်လုံးဝပိတ်သွားတာများတယ်ဒါပေမဲ့တယောက်နဲ့တယောက်ရဲ့ဗီဇမတူတဲ့အတွက်ပိတ်ချိန်ကလည်းမတူတတ်ဘူးဖြစ်တတ်တယ်တချို့တွေဆိုရင်အသက်20အောက်လောက်ခရေကပိတ်သွားမျိုးတွေရှိတတ်တယ် group break မပိတ်သေးဘူးဆိုရင်တော့အရက်ရှည်တာကိုကျွန်တော်တို့မျှော်လင့်လို့ရသေးတယ်ဒါပေမဲ့လူတယောက်ရဲ့အရက်အနေအမြင့်ကိုမွေးရပါမျိုးဗီဇကအဓိကဆုံးဖြတ်ပေးတာဖြစ်ပါတယ်မိဘတွေအရက်ရှည်ရင်တာသမီတွေလည်းအရက်ရှည်နိုင်ရှည်များပါတယ်လူတယောက်မှာမျိုးရိုးဗီဇလက္ခဏာအရာပေါ့နော်ဘယ်လောက်ထိအရက်ရှိနိုင်လဲဆိုတာရှိတတ်ပါတယ်အဲ့လိုမျိုးရိုးဗီဇအရာအမြင့်ဆုံးထိရောက်ဖို့အတွက်ဆိုရင်အစာအာဟာရလုံလုံလောက်စားသုံးမှုအိပ်စက်မှုလေ့ကျင့်ခန်းနဲ့ပုံမှန်ကျန်းမာမှုကလည်းအရေးကြီးပါတယ်ပထမမေခွန်းအစကိုပြန်သွားရရင်ဘယ်အားကစားတွေကအရက်ရှိတာကိုအားပေးလဲဆိုရင်ဘတ်စကတ်ဘောနဲ့ဗော်လီဘောဒီကောင်ကခုံကစားရတာများတယ်ပြေးတယ်ခုံတယ်ခန္ဓာကိုယ်ရဲ့ထိန်းချုပ်မှုနဲ့ဒီခုံလိုက်ဆွာလိုက်လောက်တာကသူ့ရဲ့အယိုးတွေကိုလှုပ်ဆော်ပေးတယ်ဒါတွေကအယိုးတွေကိုတန်မာစေပြီးခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ကိုအထောက်အကူပေးပါတယ်ဒါကြောင့်အရက်ရှိတဲ့အားကစားသမားတွေကိုအများပြားတွေ့ရတာလည်းဖြစ်ပါတယ်နောက်တစ်ခုကရေကူးတာပါခန္ဓာကိုယ်အနေထားကိုကောင်းစေတယ်ကြောရိုးလှုပ်ရှားမှုကိုလည်းကောင်းမွန်စေပါတယ်ဒါကြောင့်ရေကူးသမားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အစီနေတဲ့ခန္ဓာကိုယ်နဲ့သူတို့မမတ်ဖြစ်နေတဲ့ခန္ဓာကိုယ်အနေထားကြောင့်အရက်ရှိတယ်လို့ပုံမြင်ရတတ်ပါတယ်ဘောလုံးကန်တာအပြေးလေးကျင်တာကြက်တောင်ရိုက်တာတက်နစ်ကစားတာတို့အားကစားတွေကလည်းဒီတွေးလက်ပတ်မှုကိုကောင်းစေတယ်နှလုံးကိုလည်းအားကောင်းစေတယ်ဒီဟော်မုန်းတက်ကိုလည်းညီမျှစေတယ်လူငယ်တွေအတွက်ကျန်းမာတဲ့ခန္ဓာကိုယ်ကိုလည်းရရှိစေပါတယ်ကိုယ်ကာယလှုပ်ရှားမှုများတဲ့လူငယ်တွေဟာအိပ်စက်မှု quality ပိုကောင်းတက်ပြီးတော့ growth hormone ကိုပိုထွက်စေပါတယ်ဒါဟာအရက်ရှိဖို့အတွက်အဓိကအထောက်အကူဖြစ်စေပါတယ်နောက်ထပ်ဆန့်ကျင်ဘက်ပြန်ပြောမယ်ဆိုရင်ဘယ်အားကစားတွေကအရက်ရှိမှုကိုထိခိုက်စေတယ်လဲပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်တော့အားကစားတစ်ခုတည်းကြောင့်အရက်ပူသွားတာမျိုးဆိုတာတော့မရှိပါဘူးဒါပေမဲ့မှားယွင်းတဲ့လေ့ကျင့်မှုပုံစံနဲ့အစားအသောက်အာဟာရနည်းခြင်းကပြဿနာဖြစ်သွားနိုင်ပါတယ်ဒီလိုမျိုးကြုံတွေ့နိုင်တဲ့လေ့ကျင့်ခန်းအခြေအနေတွေကတော့ဥပမာဆိုရင်ကျွန်တော်ပြိုင်ပွဲမတိုင်ခင်မှာကို၄ချိန်ကိုအချိန်တူတွင်းမှာရုပ်အောင်လုပ်ရတဲ့အားကစားမျိုးတွေဥပမာနဗန်းအားကစားလို့ဘောင်းစင်တို့ဒီ martial art တို့တွေကမထိုးခင်မှာဆိုရင်သူတို့ဝိတ်တန်းဟူအောင်လို့weight တွေတအားချရတာမျိုးတွေလောက်ရတတ်တယ်ဒါမျိုးအချိန်မှာဆိုရင်လိုအပ်တဲ့ကယ်လိုရီမလုံလောက်တာမျိုးဖြစ်မယ် recovery မကောင်းတာတွေဖြစ်မယ် puberty delay တွေဖြစ်မယ်အရက်ရှည်နှုန်းကိုဆက်ပြီးတော့ထိခိုက်သွားနိုင်ပါတယ်နောက်တစ်ခုကမှားယွင်းတဲ့အလေးမားတဲ့ပုံစံမျိုးပါတကယ်တော့ဂျင်စော့ရင်အရက်ပူသွားတယ်ဆိုတာကလူတွေယုံနေကြတဲ့အမှားတစ်ခုပါတေချာစနစ်တကျလေ့ကျင့်ရင်တော့ဘေးကင်းပါတယ်ဒါပေမဲ့အလွန်လေးတဲ့ weight တွေအလေးမားတဲ့ပုံစံမှန်မှန်တာတွေလုပ်ပြီးတော့ခြေတွေလက်တွေမှာရှိတဲ့အရက်ထွက်တဲ့နေရာ point တွေကိုတွားပြီးတော့ဒဏ်ဖြစ်တယ်ဆိုရင်တော့အရက်ရှည်ဖို့ကိုထိခိုက်သွားနိုင်ပါတယ်အချင်းမှာဆိုရင်တော်တော်များများလည်းမြင်ဘူးမှာပေါ့တချို့လူငယ်တွေစေကျော်တက်လေးတွေဂျင်ကိုရောက်လာတယ်ဆရာပြတာတော့တခြားမဆောင်တော့ဘဲနဲ့အရန်တွေ active ဖြစ်ပြီးတော့ကိုလှုပ်ချင်တာတွေလှုပ်ကိုမချင်တာတွေမကြတယ်ပေါ့နော်အဲ့လိုမှားတဲ့အချိန်မှာအရက်ရှည်မဲ့ point ကိုထိခိုက်ပြီးတော့ဒုက္ခတွေများသွားတတ်ပါတယ်နောက်ဆုံးတစ်ခုကတော့အလွန်အကျွံလေ့ကျင့်ခန်းတွေလုပ်တာပါဘယ်လေ့ကျင့်ခန်းလုပ်အလွန်ကျွံလုပ်ရင်တော့မကောင်းပါဘူးအလွန်ကျွံလုပ်ပြီဆိုရင်ဒီအိတ်တာမလုံလောက်ဘူးကယ်လိုရီတွေမလုံလောက်ဘူး recovery တွေမလုံလောက်ဘူးဆိုရင်တော့ခန္ဓာကိုယ်မှာဖိအားတွေများလာပြီးတော့ပုံမှန်အရက်ရှည်ထွက်မှုကိုထိခိုက်နိုင်ပါတယ်ဒါကြောင့်ဆယ်ကျော်တဲ့လူငယ်တွေအတွက်ကိုယ့်ရဲ့မျိုးဗီဇအရာအမြင့်ဆုံးအရက်ကိုရကျင်တယ်ဆိုရင်အားကစားကိုပျော်ပျော်ရွှင်ရွှင်နဲ့ consistent ဖြစ်လုပ်ပါညဘက်မှာကောင်းကောင်းအိပ်ပါစားတဲ့ခါကျရင်လည်းအာဟာရလုံလောက်အောင်စားပါအလွန်ကျွံ diet လုပ်တာတွေကိုရှောင်ကျဉ်ပါနောက်ဆုံးတစ်ခုကကြတော့ recovery ကောင်းကောင်းရအောင်ကြိုးစားပါ